အခုပြောပြမယ့်ဖြစ်ပျက်ကလွန်ခဲ့တဲ့နှစ်ကေတီမွေးနေ့မရောက်ခင်မှာကြုံတွေ့ခဲ့ရတာပါကေတီတငယ်ချင်းဗိုင်ယိုလာနဲ့ကေတီတို့နှစ်ယောက်သူတို့ရဲ့ဖန်ကားလေးနဲ့ Appalachian တောင်တွေဘက်ကိုတညလောက်ခရီးထွက်ဖို့စီစဉ်ခဲ့ကြပါတယ်အဲဒီနေ့ကရာသီဥတုကတော်တော်တာယာနေခဲ့ပါတယ်ခရီးအစမှာပဲကေတီတို့နှစ်ယောက်သာအယုံပျော်ရွှင်တက်ကြွနေကြပါတယ်စကားတွေပြောလိုက်ရီမောလိုက်နဲ့ကောက်ကွနေတဲ့တောင်တက်လမ်းတွေပေါ်မောင်းလာခဲ့ကြပါတယ်လမ်းမကြီးရဲ့ဘေးလမ်းကိုရုတ်တရက်ခွဲထွက်လိုက်တဲ့အချိန်မှာပဲအပြောင်းလဲတွေကိုကြုံတွေ့ရပါတော့တယ်ကြည်လင်နေခဲ့တဲ့ကောင်းကင်ကချက်ချင်းဆိုသလိုတိမ်မဲတွေရောက်လာပြီးမောင်မဲလာပါတယ်လေပြင်းတွေကတစ်ပင်ကြီးတွေကိုရိမ့်ရိုင်သွားစေတဲ့အထိခက်ကြမ်းကြမ်းတိုက်ခတ်လာပါတယ်အဲဒီနောက်မှာတော့မိုးတွေကတဲတဲမဲမဲရွာချလိုက်ပါတော့တယ်ကေတီတို့နှစ်ယောက်လမ်းမပေါ်တော့တေချာမမြင်နိုင်တော့ပါဘူးအပြင်လောကတစ်ခုလုံးကရာသီဥတုကြောင့်အမောင်ဖုံးနေခဲ့ပါပြီလမ်းမှာလည်းမိုးရေတွေကြောင့်ဘော့တွေထနေပါတယ်လမ်းတွေလည်းမှားပြီးဆိုတော့ကေတီတို့သိလိုက်ပါတယ်ညဘက်ရောက်တဲ့အချိန်မှာမိုးဆဲသွားတာနဲ့ကေတီတို့လည်းတစ်ပင်တစ်ပင်အောက်မှာကားကိုရပ်လိုက်ပါတယ်အခုမှပဲနှစ်ယောက်သားအသက်ကိုဝါဝရှူနိုင်မှာတော့တယ်စီစဉ်ထားတဲ့အတိုင်းအသားကင်မိုးအတွက်မီးတောင်ဘလို့မိုးရမလဲဆိုတာမသိတော့ပါဘူးကေတီကစိတ်နှောက်ယှက်ဖြစ်နဲ့တက်ပြင်းချလိုက်ပြီးဗိုင်ယိုလာကိုပြောလိုက်ပါတယ်မြေကြီးကတော့တော်တော်ဆိုးရွှဲနေပြီငါတို့ကားထဲမှာပဲစောင့်နေကြမလားဗိုင်ယိုလာကဘီယာတဘူးကိုဖောက်ပြီးကေတီကိုပြောပြလိုက်ပါတယ်အနည်းဆုံးတော့ငါတို့စီမှာအုံတော်ဆေးစရာလေးပါလာလို့တော်ပါသေးတယ်ဟာကေတီကသူ့စကားကိုရှင်းပြလိုက်ပေမဲ့စိတ်ထဲမှာတော်တော်ထိတ်လန့်နေပါတယ်ဘယ်ရာမှနေမှမသိပေမဲ့ကေတီကဒီတော့အုပ်ကြီးကိုတော့မကြိုက်ပါဘူးအပင်တွေထက်ကစီးကွက်အော်တန်ကြားနေရပြီမြေကြီးပေါ်ကပရိသတ်နေရဆူညံနေပါတယ်ခက်လန်းလန်းနေရလဲတောကောင်တွေဟဲဟောက်တန်တွေကြားနေရပါတယ်အတန်ပေါင်းစုံကေတီနားဆွနေရင်အများနဲ့မတူပဲကွဲထွက်နေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်ကေတီချက်သိမ်းနေပါထားလာခဲ့ပါတယ်ကေတီတို့ကားစီကိုဦးတီပြီးလာနေတဲ့ခြေတံတွေပါကေတီတို့ဖန်ကားနောက်ကနေဖြည်းဖြည်းချင်းစီရှောက်လာနေပါတယ်ကေတီကအသက်ရှူရချင်တယ်လို့ဖြစ်သွားပြီးဗိုင်ယိုလာကိုမျက်လုံးပြူးပြီးကြည့်လိုက်ပါတယ်နင်အဲ့ဒါကိုကြားရလားဗိုင်ယိုလာမျက်လုံးတွေကတော့ကလစ်မီဘောပေါ်ကပကံစီကနေမခွာပါဘူးအကောင်တကောင်ရှောက်သွားတာဖြစ်မှာပေါ့တော့ကြောင်တကောင်လည်းဖြစ်နိုင်တာပဲလေကေတီကတော့အဲ့ဒါကိုမယုံပါဘူးတေချာနားဆိုင်ထောင်ကြည့်တော့အတန်းရပ်သွားခဲ့ပါတယ်ကေတီလည်းခေါင်းကိုခါလိုက်ပြီးညသာစားဖို့ပဲအာရုံစိုက်လိုက်ပါတော့တယ်ဗိုင်ယိုလာကကေတီစိတ်တင်းကျပ်နေတာသတိထားမိပုံရပါတယ်ညသာစားနေတော့မှကေတီစိတ်အပြောင်းလဲဖြစ်သွားအောင်တရေပုံမင်းတွေပြောပြနေပါတယ်ဒီတောင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာဇာတ်လမ်းတွေအများကြီးရှိတာနင်းသိလားလူတွေပျောက်သွားကြတယ်တော်ရရထူးဆန်းတဲ့အလင်းရောင်တွေထွက်လာတယ်ပြီးတော့အရေးထဲကကြောင်းဆိုတဲ့အကြောင်းကိုလည်းငါကြားဘူးသိတယ်ကေတီအောင်သွားပါတယ်အရေးထဲကကြောင်းဟုတ်လားဗိုင်ယိုလာပြုံးပြလိုက်ပါတယ်အဲ့ဒါတောင်တက်သမားတွေပြောကြတာပဲသူ့ပုံစံအတိအကျတော့ဘယ်သူမှမသိကြအောင်ဒါပေမဲ့သူ့စီမှာအဝါရောင်တောက်နေတဲ့မျက်လုံးတွေတော့ရှိတယ်ပြီးတော့လူတွေရဲ့အတန်ကိုလည်းသူကလိုက်တူနိုင်တယ်တဲ့ဗိုင်ယိုလာပြောတာတွေကိုနားထောင်နေရင်အပြင်ဘက်ကတစ်ပင်နေကြတဲ့မှာလှုပ်ရှားသွားတဲ့အရေးတစ်ခုကြောင့်ကေတီတုံ့လုံးသွားခဲ့ပါတယ်တော်ပါတော့ဗိုင်ယိုလာရဲ့ငါလက်နေပြီဗိုင်ယိုလာအားရပါရရှိမောင်းလိုက်ပါတယ်ဗိုင်ယိုလာရဲ့အကြီးမရက်ခင်မှာပဲတခုခုကကားပလင်းဘက်ကနေဖြတ်ပြီးပြုတ်ကျလာခဲ့ပါတယ်ကြီးကန်တစ်ခေါက်မှာကြီးကန်စပွဲပေါ်မှာအသက်ငင်နေပါတယ်သူ့လက်ပင်ကတော့ကျိုးနေခဲ့ပါပြီကေတီလည်းကြောက်လန့်နေကြတဲ့နောက်ကိုဆုပ်ပြီးအားကောင်းချစ်អော်လိုက်ပါတယ်နောက်ဆုံးမှာတော့အသက်ငင်ပြီးတုံ့လုံးနေတဲ့ကြီးကန်ငြိမ်ကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲတရဝါတစ်ခေါက်ရဲ့ဟိဟောက်တန်တစ်ခုကိုဗန်ကားရကေတီတို့နှစ်ယောက်လုံးကြားလိုက်ရပါတယ်ကေတီတို့လည်းတယောက်ကိုတယောက်ကြည့်ပြီးအေးဆက်တောင်းတင်းသွားခဲ့ကြပါတယ်အဲ့ဒါကြီးအပြင်ကိုပြစ်လိုက်ပါလားဗိုင်ယိုလာထရူလေးပြောပါတယ်ကေတီကတောင်းတင်းပြီးငြိမ်သက်နေတဲ့ကြီးကောင်တဲလာခဲ့ပါတယ်ပြီးတော့ကားနဲ့ဝေးတဲ့မြေကြီးပေါ်ပြစ်ထုတ်လိုက်ပါတယ်ကားတကားတွေကိုလည်းလောချလိုက်ပါတယ်ကေတီတို့လည်းအယံကိုထိတ်လန့်တုန်လှုပ်နေကြပြီးစောင့်နေတဲ့မှာပဲကိုးနေလိုက်ပါတယ်နောက်ဆုံးမှာတော့နှစ်ယောက်သားမောမောနဲ့အိပ်ပျော်သွားခဲ့ပါတယ်ဗိုင်ယိုလာရဲ့ကြမ်းကြမ်းတမ်းတမ်းလှုပ်နှုံမှုကြောင့်ကေတီပြန်နိုးလာခဲ့ပါတယ်ကေတီထပါအောင်ကေတီနင်းတန်နေကြလားကေတီလည်းအချီမိုတူနဲ့ထထိုင်လိုက်ပါတယ်စက္ကန့်ပိုင်းတော့တိတ်ဆိတ်နေပြီးနောက်မှာကေတီလည်းအတန်အောင်ကြားလိုက်ရပါတယ်ဟိန်းတန်တူတူတစ်ခုကကေတီတို့ဗန်ကားကိုလှည့်ပတ်နေပါတယ်သူ့ခြေတံကြီးကကျေလောင်ပြီးစီးချက်ညိပါတယ်ဘာကောင်မဖြစ်ဖြစ်အဲ့ဒီကောင်တော်ကြီးမယ်လို့ထင်ရပါတယ်ဗိုင်ယိုလာကေတီလက်ကောက်ဘက်ကိုဖမ်းဆုပ်ပြီးပြောလိုက်ပါတယ်မလှုပ်ရှားနဲ့ကေတီတို့နှစ်ယောက်ပရိမောက်ကနေကြည့်နေရင်
သူတို့ကိုစိုက်ကြည့်နေတဲ့မျက်လုံးဝါရောင်တောက်နှလုံးတွေ့လိုက်ရပါတယ်မျက်လုံးတွေကတာမန်တိရစ္ဆာန်တစ်ကောင်နဲ့ရှင်မြေပြင်ပေါ်ကနေတော်တော်မြင့်တဲ့နေရာကိုရောက်နေတာပါအဲဒီကောင်မျက်တောင်လုံးဝမခတ်ပဲကေတီတို့ကိုစိုက်ကြည့်နေပါတယ်ကေတီအသက်ရှူတာတော့မှားကျင်လာပါတယ်ကေတီရဲ့အတွင်းစိတ်ကတော့ဖပြေးတော့လို့အော်ဟစ်နေပါတယ်ဒါပေမဲ့ပြေးစရာမြေမရှိခဲ့ပါဘူးမျက်လုံးဝါတွေကကြည့်နေရင်ပြန်ပြောက်သွားခဲ့ပါတယ်9မိနစ်လောက်ကိုဘာတိုင်းမှမကြားတော့ပဲတိတ်ဆိတ်သွားခဲ့ပါတယ်ရုတ်တရက်ဘယ်မှမသိတဲ့အတန်တန်ထွက်ပေါ်လာပါတယ်ကေတီဖိုင်ယိုလာအတန်ကနူးညံ့ပျော်ပြောင်းပြီးအမေတယောက်ကသူ့သမီးတွေခေါ်နေတယ်လို့အတန်မျိုးပါဒါပေမဲ့အတန်တော်တဲ့ဘက်စီကလာနေတာပါဆွဲဆွဲငင်ငင်ခေါ်နေတဲ့အတန်လေးကြောင့်ကေတီတစ်ခုလုံးအေးဆက်သွားခဲ့ပါတယ်ကေတီအပြင်ထွက်လာခဲ့ပါလားဗိုင်ယိုလာအတန်တုံနဲ့မေးလိုက်ပါတယ်ဘယ်သူလဲငါလည်းမသိဘူးငါတို့ပြန်မဖြေတာကောင်းလိမ့်မယ်မနက်ခင်းနေထွက်တာနဲ့ငါတို့ဒီကနေထွက်သွားကြမယ်အဲ့ဒီချိန်မရောက်ခင်ထိတော့တိတိလေးပဲနေအောင်ကေတီကအထိတ်တလန့်နဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီညကေတီတို့လုံးဝအိတ်လို့မရပါဘူးတယောက်နဲ့တယောက်ကြစ်ကြစ်ပေါအောင်ဖတ်ထားကြပြီးအတန်မထွက်ပဲနေခဲ့ကြပါတယ်ပြီးတော့ထက်ခါသူတို့နာမည်တွေခေါ်တယ်အောင်လည်းကြားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတစုံတစ်ခုကဗန်ကားကိုလာကုတ်နေတာကိုသိလိုက်ရပါတယ်ခြုံထက်နေတဲ့လက်သေးတွေကဗန်ကားရဲ့တပ်တူပြားကိုဖောက်ထွက်လာပါတယ်လက်သေးတွေကကားနောက်ဘက်ကနေတဖြည်းဖြည်းချင်းစီကားရဲ့ဘေးဘက်ကိုကုတ်ဆွဲလာပါတယ်တေးရမောင်ကြောက်တဲ့စိတ်ကကေတီနှလုံးအစမတန်အခုံမြန်စေခဲ့ပါတယ်ဗန်ကားကြီးကတုန်ခါလာပါတယ်အပြင်အကောင်ကကားကိုတွန်းနေတာပါကေတီအတန်ထွက်ပြီးမအော်မိအောင်ကိုယ့်ပါးစပ်ကိုလက်နဲ့ကာထားလိုက်ပါတယ်ဗိုင်ယိုလာကတော့ကေတီဘေးမှာအကြောက်လွန်ပြီးတုံးကြီးနေပါပြီခဏကြာမှအရာအလုံးတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဖန်ကားအပြင်အတန်ထွက်ပေါ်လာပါတယ်ကေတီငါ့ကိုအထဲဝင်ပေးပါလားကေတီတကူလုံးနဲ့တုန်ခါလာပြီးဗိုင်ယိုလာရဲ့ကင်ထားတဲ့လက်သေးတွေကတော့ကေတီကိုပါဆူးနေခဲ့ပါတယ်နားမထောင်နဲ့ဗိုင်ယိုလာတူလေးပြောလိုက်ပါတယ်မိနစ်တွေကုန်လုံးပြီးအချိန်ကနာရီနဲ့ချီနေခဲ့ပါပြီနောက်တစ်ခါအတန်တွေထပ်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ်ခက်ဝေးဝေးအတန်တွေကိုပဲကြားရပါတော့တယ်ပရင်းမောက်လိုက်ခါကိုဖြတ်ပြီးနေအောင်ကြီးလဲဝင်ရောက်လာပါပြီကေတီတို့ကချက်ချင်းတော့မလှုပ်ရှားရသေးပါဘူးအဲ့ဒီနောက်မှာတော့ကားရဲ့ပစ္စည်းတွေကိုတနေရာထဲမှာစုပုံထားလိုက်ပြီးကားဆက်ကိုနိုးကတောင်ပေါ်နေမောင်းပြေးခဲ့ပါတော့တယ်ကေတီကနောက်ကြည့်မှန်တွေကိုကြည့်ဖို့တော့တတ်သိမရှိတော့ပါဘူးနောက်ဆုံးမှာတော့တပင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်ပြီးစတီယာရင်ဘယုံကင်ထားတဲ့လက်ကိုဖြေလျှော့လိုက်ပါတော့တယ်လမ်းမကြီးပေါ်တက်လာတဲ့အချိန်မှာတော့ဗိုင်ယိုလာစကားစပြောလိုက်ပါတယ်ငါတို့ဒီကိုနောက်ဘယ်တော့မှပြန်မလာတော့ကေတီကလည်းခေါင်းငိမ့်ပြလိုက်ပါတယ်အတွေးထဲမှာတော့တစုံတစ်ခုကသူတို့အခုထိစောင့်ကြည့်နေသေးတယ်လို့ခံစားနေရပါတယ်အဲဒီတစုံတစ်ခုကပဲနောက်ထပ်ရောက်လာမယ့်ခရီးသွားတွေကိုသူတို့ရဲ့နာမည်ကိုအော်ခေါ်ပြီးစောင့်နေအောင်မယ်လို့ကေတီတွေးနေမိပါတယ်Appalachian တောင်တွေဘက်ကိုခရီးသွားခဲ့တဲ့သူကအခုဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်အဲဒီတောင်တွေဘက်မှာလူတွေပျောက်သွားတာတို့တဘာဝလွန်ဖြစ်ရတူအကြောင်းခေါ်လာဟာလာရှိခဲ့ပါတယ်ကျောင်းတစ်ပိုင်းမိမတစ်ပိုင်းခန္ဓာကိုယ်ရှိတဲ့အကောင်တစ်ကောင်ကအဝါရောင်တောက်တောက်မျက်လုံးတွေကိုပိုင်ဆိုင်ပြီးတောင်တက်သမားတချို့သူ့ကိုမြင်မှုတယ်လို့ပြောကြပါတယ်